ကောင်းလုံးအကြီးလို့စက်ကိုမထုတ်တော့တဲ့ပစ္စည်းများနံပါတ်1တချင်းဆိုတဲ့သဘုတ်တန်တောတိုက်ရင်နဲ့တချင်းလေးလေးမြင့်နားထောင်ခြင်းနဲ့ဆိုရင်တော့သဘုတ်တန်လေးတစ်ချောင်းနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲဒီသဘုတ်တန်ကတော့တောတိုက်ရင်ပါဇက်ထဲကနေတန်စင်ဒီပါထွက်နေမယ် MP3 သဘုတ်တန်လေးတွေပဲဖြစ်ပါတယ်ထူးခြားတာကတော့တချင်းကတပုတ်ပဲပါမှာပါသဘုတ်တန်စဝယ်ကလေးကကိုကြိုက်တဲ့တချင်းကိုရွေးဝယ်လို့ရပြီးတော့အဲ့ဒီတပုတ်ထဲပဲဖွင့်လို့ရမှာဖြစ်ပါတယ်တချင်းပြောင်းခြင်းနောက်တစ်ချောင်းထပ်ဝယ်ရမှာပါအဲ့ဒီတုန်းကဆိုရင် Justin Bieber တချင်းပါတဲ့သဘုတ်တန်တွေကရောင်းအားအကောင်းဆုံးအောင်ဖြစ်ခဲ့သေးပါတယ်မနက်မိုးလင်းတာနဲ့ idol ရဲ့တခြင်းပဲနားထောင်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်တော့ဝယ်ထားတဲ့သဘုတ်တန်လေးပဲဖြစ်ပါတယ်။နံပါတ်2ကွန်ပျူတာစု2002ခုနှစ်မှာရှင်ညာတော်ဆူရောက်တဲ့သိပ္ပံပညာရှင်တဦးကကွန်ပျူတာနဲ့လူနဲ့တသားတည်းဖြစ်စေရမယ်ဆိုပြီးတော့လူဝစ်လို့ရတဲ့ကွန်ပျူတာစုတစ်ခုကိုတီထွင်ခဲ့ပါတယ်။ကွန်ပျူတာကိုထိုင်ပြီးသုံးနေစရာမလိုဘဲနဲ့ဘယ်တော့အသုံးပြုနိုင်အောင်ဆိုပြီးတော့အဓိကယူရပြီးတီထွင်ခဲ့ပါတယ်။စကရင်ကိုမျက်မှန်ကနေမြင်နေရမှာဖြစ်ပြီးတော့စာရိုက်မဲ့ကီးဘိုးကိုတော့လက်မှာဝစ်ဆင်ထားရမှာပါ။ကျန်တဲ့စိတ်ပိုင်းတွေကိုလည်းခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာတက်ဆင်ပြီးတော့လမ်းသွားနေနေတော့အသုံးပြုလို့ရအောင်မှာဖြစ်ပါတယ်။တကယ်တော့ဘယ်တော့ကွန်ပျူတာအသုံးပြုခြင်းနဲ့ဆိုရင်ကျွန်တော်တို့မှာအစာကလေးက laptop တွေရှိနေပြီးသားဖြစ်ပါတယ်။ခန္ဓာကိုယ်ကြီးလေးခံပြီးတော့ကွန်ပျူတာကြီးတည်သွားစရာမလိုပါဘူး။ဒါကြောင့်ပဲဒီတီထွင်မှုကအပိုကြီးတစ်ခုလိုဖြစ်သွားခဲ့ပြီးတော့တမိုင်းတစ်လျှောက်အဆိုးအဆုံးကွန်ပျူတာလည်းဖြစ်ခဲ့ပါတယ်။နံပါတ်3ရင်အကာအကွယ်1939ခုနှစ်မှာကားစီဒန်တွေကိုရှော့ချနိုင်မှုဆိုပြီးတော့ကားရဲ့ထိပ်ပိုင်းနေရာတွေမှာအကာအကွယ်တစ်ခုတက်ဆင်ကြည့်ခဲ့ပါတယ်အဓိကကတော့အတိုက်ခံရတဲ့သူတတ်တာစီကိုပါဒီကာကွယ်ဟာအတိုင်းတာတစ်ခုထိကိုအလုပ်ဖြစ်ခဲ့ပြီးတော့ခင်မာပြီးစောထွင်ခဲ့လို့သာပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါတယ်အဲဒီခေတ်မှာယနေ့လိုအလူလျောက်စနစ်တွေမပေါ်သေးတာကြောင့်အကာအကွယ်ကိုဖွင့်ဖို့ဆိုရင်မောင်းတဲ့သူကိုယ်တိုင်ကခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်ဒါကြောင့်ခလုတ်နှိပ်ရမယ့်အတူတူကိုယ့်အကိုဘရိတ်အုပ်လိုက်တာကမှပို့ပြီးတော့မြန်နေအောင်ပါယနေ့ခေတ်လိုစဉ်းစားရပိုင်းနဲ့သာတွဲလိုက်မယ်ဆိုရင်တော့အလုပ်ဖြစ်ကောင်းဖြစ်နိုင်မယ့်နည်းပညာလို့ပြောလို့ရပါတယ်နံပါတ်4ဖုန်းကဏ္ဍပေါင်းဆက်အခုမြင်နေရတဲ့ပစ္စည်းလေးကတကယ်တော့ကဏ္ဍပေါင်းဆက်မဟုတ်ပါဘူး2003ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ BlackBerry Quest ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ်ပုံစံကြီးတော့ကယ်ကူလေတာရောင်ဘာရောင်ထင်ရပေမဲ့သူခေတ်သူခါနဲ့ဆိုရင်တော့တော်တော်လေးခေတ်ရှည်ပြေးခဲ့ပါတယ်လူကြီးမင်းတို့ရက်ကွက်တဲ့ခွေလိမ့်နေတဲ့အချိန်မှာဒီဖုန်းကအင်တာနက်သုံးလို့ရနေပါပြီပုံမှန် BlackBerry ဖုန်းတွေထက်လည်း screen size ပိုကြီးပြီးတော့စာရရတာလည်းပိုပြီးတော့လွယ်ကူသွားခဲ့ပါတယ်ဒါပေမဲ့လည်းဖုန်းတွေကိုလက်ကနေကင်ပြီးကြွားကြတဲ့ခေတ်ထဲမှာဖုန်းကဖုန်းနဲ့တူမနေခဲ့တာကြောင့်ကြာရှုံးသွားတဲ့ဖုန်းတစ်လုံးဖြစ်သွားခဲ့ပါတယ်ခဏပေါက်ဆက်ကြီးနဲ့ဖုန်းပြောနေတယ်ဆိုပြီးတော့အကုန်လုံးယူနေတယ်ထင်ကြမှာဆိုလို့ပါနံပါတ်5 MP3 မျက်မှန်နေကမျက်မှန်ကြီးတက်ပြီးတော့အထာကြသချင်းလားထောင်နေတဲ့သူတွေအတွက်ယူရပြီးထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်တကယ်လည်းအဲ့ဒီခေတ်တုန်းကနားရဲလက်ချက်တွေထည့်ပြီးတော့အပြိုင်ဆိုင်ပဲမြကြတဲ့ခေတ်ဖြစ်ပါတယ်ဒီမျက်မှန်မှာတော့ MP3 ပါတစ်ခါတည်းနားထောင်လို့ရမယ်နှစ်ချက်လေးနှစ်ခုပါရှိပါတယ်2000ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ဤပညာနဲ့ fashion ကိုပေါင်းစပ်ထားတာကြောင့်လူကြိုက်များမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းမှာတော့မျက်မှန်ကပိုလေးသွားတဲ့အပြင်ကိုမှ fashion ကိုလည်းပိုပြီးထိခိုက်စေပါတယ်အစိုးဆုံးကတော့ကိုယ့်အကိုအိမ်မှာတချင်းနားထောင်နေတယ်ဆိုရင်မျက်မှန်ကြီးတက်ပြီးနားထောင်နေရမှာပါဒါကြောင့်ထွက်ထွက်ချင်းပါတယ်မဲ့ bad review တွေတအားများခဲ့ပြီးတော့ဘယ်သူမှကိုဝယ်မသုံးကြဘူးလို့သိရပါတယ်အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်